လူတစ်ပတ်ကတော့ဒီရပိုင်းတွင်းမှာပဲဖွင့်တော့မယ်ခင်ဗျာ MKKP မှာဒီလိုရုံးတင်နံပါတ်ရတာပြီးသားမိတ်ဆွေတွေအတွက်ဆိုတော့ကျွန်တော်တို့အဆဆုံးတောင်းယူပါတယ်ဆိုရရုံးကဒီစာရွက်စာတမ်းတစ်ခုရတာနဲ့ကျွန်တော်တို့တေချာလေးစနစ်တကျအကြောင်းပြန်ပေးပါမယ်မြန်မာပြည်ကနေပြီးတော့ဘက်စင်ကြိုတင်ထားခြင်းနဲ့မိတ်ဆွေတွေဆိုရင်လည်းစင်းကြိုတင်ထားပြီးတော့လက်ပွေနှိပ်တဲ့နောက်ဆုံးအချိန်ပေါ့နော်လက်ပွေနှိပ်တာတော့အစိုးရဘယ်ချိန်ကြီးဖွင့်ပြမလဲမသိဘူးအဲ့ဒီနောက်ဆုံးအချိန်ထိကိုရွှေ့ထားပြီးတော့အဲ့ဒီချိန်ရောက်မှလူကိုယ်တိုင်ဘန်ကောက်ကိုကြောင်းလာလေရတယ်လက်ပွေနှိပ်နောက်ဆုံးရက်ပေါ့နော်ရုံးတင်နံပါတ်ရပြီးတော့မှအရေးကြီးဆုံးကရုံးတင်နံပါတ်ရသွားပြီကျွန်တော်တို့လည်းစီယံငွေရလွှဲပြီးသွားပြီကျွန်တော်တို့ကလည်းနံပါတ်ပေးပြီးသွားပြီအဲ့ဒီဟာဟိုမှာကိုကအခုတခြားနိုင်ငံကိုထွက်ချင်တာပဲဖြစ်ဖြစ်တခြားဗီဇာကြီးတစ်ခုခုကိုပြောင်းချင်တာပဲဖြစ်ဖြစ် cancel လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ17ရက်နေ့နောက်ဆုံးထားပြီးတော့မနက်ဖြန်ပေါ့နော်17ရက်12လ2025နောက်ဆုံးထားပြီးတော့ကျွန်တော်တို့လာပြောပြပါကျွန်တော်တို့ငွေပြန်အမ်းပေးပါမယ်17ရက်နေ့နောက်ပိုင်း12ရက်နေ့ကစပြီးတော့ကျွန်တော်တို့ cancel လာလုပ်တဲ့လူတွေကိုကျွန်တော်တို့ငွေလုံးဝပြန်အမ်းပေးမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့ရုံးနှမဆင်းဝင်တော့မှာဖြစ်တဲ့အတွက်နောက်တစ်ခုဘက်သတင်းတွေကျွန်တော်တို့သတင်းတွေအများကြီးမိတယ်ကျွန်တော်တို့ကလည်းဖြည့်ပေးတယ်ဒါပေမဲ့စည်ရင်တော့လာမတင်ရသေးတဲ့မိတ်ဆွေတွေကိုလည်းအခုချိန်ကတော့ကျွန်တော်တို့လူတစ်ပတ်တင်ပြမဖြစ်တိတိကျကျပြန်ပြောပေးရမယ့်အချိန်ကိုရောက်နေပြီခင်ဗျာဒီ MKP အနေနဲ့ကလည်းကိုယ်လာပြောရတဲ့ customer ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကလည်းတေချာမှတ်ထားပြီးတယ်အဲ့တော့နောက်ဆုံးအချိန်အနေနဲ့ကျွန်တော်တို့ကလည်းလာပြီးတော့သတိပေးသွားမယ်အဲ့ဒီကျွန်တော်တို့နောက်ဆုံးသတိပေးတဲ့အချိန်ရောက်ရင်တော့ကျွန်တော်တို့တင်လဲတင်ပြတယ်မတင်ရင်လည်းမတင်ပြဘူးကျွန်တော်တို့တိတိကျကျလေးပြောပြပါမိတ်ဆွေတို့ကတိတိကျကျမပြောပြီးတွေ့ကျွန်တော်တို့အတွက်ကဒီလူတွေကကိုယ့်ရဲ့ customer တွေလုံးလက်ဆစီးရင်းထဲမှာရှိနေတော့ကျွန်တော်တို့အတွက်လည်းအလောက်ကမပြီးပြတ်ဘူးခင်ဗျာအဲ့တော့မတင်ပြဘူးဆိုရင်လည်းကျွန်တော်တို့အကိုကြီးပတ်မတင်ပြတော့ဘူးဒါလေးပဲတိတိကျတဲ့ကြောင်းလေးပဲရေးခဲ့ပေးပါခင်ဗျာကျေးဇူးတင်ပါတယ်မိုက်ကယ်ကြောပါ